နေ့စဉ်အေဂျင့်နဲ့ဒီဇင်ဘာခါသမ ရောက်ပြီဆိုရင်တော့တင်းများတဲ့စောင်းရတဲ့အနေနဲ့အတူဒါလှပတဲ့ခရစ်စမတ်တေးသချင်းတန်လေးတွေကလည်းလေတူတွေကိုပြန်လွှင့်လို့လာပါပြီဒီလိုသေးသချင်းတန်တွေကိုကြားရပြီဆိုရင်တော့ကြားရတဲ့သူအားလုံးဟာဒီဇင်ဘာလတွေကပျော်စရာနေ့တစ်နေ့ဖြစ်တဲ့ခရစ်စမတ်ချိန်ကိုရောက်လာပြီဆိုတာကိုသိလိုက်ကြရမှာပါချိန်ရောက်ပြီဆိုရင်တော့ဒီဇင်ဘာလစကတည်းကဈေးဝယ်စင်တာတွေမှာခရစ်စမတ်နဲ့သက်ဆိုင်တဲ့အသုံးဆောင်ပစ္စည်းတွေရောင်းချတာတွေပြုလုပ်ကြသလိုဟိုတယ်တွေဈေးဝယ်စင်တာတွေဖျားเจ้าတွေနဲ့လူနေအိမ်တွေမှာလည်းရောင်စုံမီးတွေနဲ့အလှဆင်ကြတာတွေခရစ်စမတ်ခန်းစားမှုကိုပေါ်လွင်စေမဲ့ခရစ်စမတ်သစ်ပင်တွေအယုတ်တွေနဲ့အလှဆင်ထားတာတွေကြောင့်ဒီဇင်ဘာလကိုလှပအသက်ဝင်စေပါတယ်ခရစ်စမတ်နေ့ဟာခရစ်ယာန်ဘာသာဝင်တွေရဲ့နေ့ထူးနေ့မြတ်ဖြစ်သလိုတနေ့တစ်ချိန်မှာအကြောင်းမျိုးမျိုးကြောင့်အဝေးရောက်နေတဲ့မိသားစုတွေလည်းဒီလိုအချိန်မျိုးရောက်ပြီဆိုလို့ရှိရင်အတူပြန်ဆောင်ကြပြီးတော့မိသားစုစုံညီမိတ်ဆုံစားပြီးခရစ်စမတ်ပွဲတော်ကိုဆင်နွှဲကြတဲ့အတွက်ကြောင့်ပျော်ရွှင်ကြည်နူးကြစမြဲဖြစ်ပါတယ်။အဲ့ဒီအတွက်ဒီလိုခရစ်စမတ်ပွဲတော်ကိုပြပမှာဆိုရင်တော့မိသားစုတွေပြန်လည်ဆုံစည်းတဲ့ပွဲလိုတော့သတ်မှတ်ကြတာဖြစ်ပါတယ်။နိုင်ငံမှာဆိုရင်တော့ဒီဇင်ဘာ25ရက်နေ့ကိုခရစ်တော်မွေးဖွားနေ့ Christmas နေ့ဆိုပြီးတော့သတ်မှတ်ပြီးတော့ကျင်းပကြပါတယ်။မြန်မာလူဆိုရင်တော့ဒါနာတာလူပွဲတော်လိုလည်းလူများကသိကြပါရဲ့ရှင်။ဒီသမိုင်းမှတ်တမ်းတွေကြည့်ရမယ်ဆိုရင်တော့ Christmas ပွဲတော်ကျင်းပလာဆိုရင်တော့လွန်ခဲ့တဲ့ AD 300နောက်ပိုင်းကနေပြီးတော့စတင်ပြီးတော့ကျင်းပလာခဲ့လို့သိရပါတယ်။ Christmas ရဲ့အဓိပ္ပာယ်လေးဆိုရင်တော့ Christ ဆိုတဲ့ခရစ်တော်နဲ့ Max ဆိုတဲ့လူတူပေါ့နော်ဒီဝါဟာနှစ်ခုပေါင်းဆက်ထားဖြစ်ပြီးတော့လူသားတွေအတွက်ခရစ်တော်လို့အဓိပ္ပာယ်ရပါတယ်ရှင်။ဒီဇင်ဘာလ25ရက်နေ့ခရစ်စမတ်နေ့ရောက်ပြီဆိုရင်တော့ခရစ်ယာန်အသင်းတော်အသီးသီးမှာလည်းခရစ်စမတ်နဲ့သက်ဆိုင်တဲ့ပြဇာတ်တွေအကတွေခရစ်စမတ်အကြောင်းတရားဒေသနာဟောတာတွေချစ်ခင်ကြတဲ့တငယ်ချင်းမိတ်ဆွေတွေအချင်းချင်းလက်ဆောင်ပစ္စည်းဖလှယ်ကြတာတွေစားရပျော်စရာစီစဉ်နေတဲ့ခရစ်စမတ်ပွဲတော်ကိုဆင်နွှဲကြပါတယ်။အချို့သောခရစ်ယာန်အသင်းတော်အနည်းစုကတော့ခရစ်စမတ်ပွဲတော်ကိုဇန်နဝါရီနဲ့မတ်လတွေမှာလည်းကျင်းပကြပါတယ်။ရောက်တဲ့ရောက်ပြီဆိုရင်တော့ခရစ်ယာန်ဘာသာဝင်တွေပျော်ရွှင်ကြည်နူးရတာမဟုတ်ပါဘူး။ဈေးဝယ်စင်တာတွေမှာခရစ်စမတ်ရာသီအထိမ်းအမှတ်ဖြစ်အသုံးဆောင်ပစ္စည်းတွေကိုအထူးလျှော်ဈေးနဲ့ရောင်းချတာအပြင်တိတ်ခိသားဖျော်ဖြေပွဲတွေပါပြုလုပ်တဲ့အတွက်ကြောင့်အခြားဘာသာဝင်တွေအတွက်လည်းခရစ်စမတ်ချိန်ကဟာပျော်ရွှင်စရာကောင်းတဲ့ချိန်ကဖြစ်တယ်လို့လက်ခံထားကြပါတယ်။ဒါပြင်ခရစ်စမတ်ရဲ့ထူးခြားပြီးချစ်စရာကောင်းတဲ့ဒလေးတစ်ခုဖြစ်တဲ့ညဘက်တွေမှာအသင်းတော်အသီးသီးကလူငယ်တွေက Carol Singing လို့ခေါ်ကြတဲ့တာယာလှပတဲ့ခရစ်စမတ်တေးသံသားတွေကိုတီးဆိုပြီးအိမ်တွေကိုလိုက်လံကောင်းချီးပေးတာပဲဖြစ်ပါတယ်။ကြည့်ရှုတဲ့ပရိသတ်ကြီးများအားလုံး Merry Christmas ပါရှင်။အခုဆိုရင်တော့အနောက်မှာမြင်ရတဲ့အတိုင်းပဲခရစ်ယာန်ဘာသာဝင်လူငယ်ချို့အားဆိုရင်တော့ခဏနေမှာအိမ်တွေကိုလိုက်လည်ပြီးတော့ Carol Singing လို့ခေါ်တဲ့ Christmas Day ချင်းတွေကိုလိုက်လည်သိဆိုတော့မှာပဲဖြစ်ပါရဲ့ရှင်။သူတို့တွေအားဆိုရင်တော့ဒီလိုရာသီမျိုးရောက်ပြီဆိုရင်စင်တူအုတ်ထုတ်လေးစောင်းမယ်စင်တူဝတ်စုံလေးဝတ်ပြီးတော့တာယာညိတ်ညောင်တဲ့တေးချင်းလေးကိုလိုက်လည်သိဆိုအားဆိုရင်တော့ပရိသတ်ကြီးအနေနဲ့စိတ်မှန်လို့ဖြစ်ပါလို့ရှင်။ဒီလိုသူတို့တွေလိုက်လည်သိဆိုအားဆိုရင်တော့သူတို့သွားတဲ့အိမ်တွေမှာဖြတ်သခင်ထံမှလာတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကောင်းချီးမင်္ဂလာတွေဒီအိမ်ပေါ်တက်ရောက်စေဖို့နဲ့သခင်ယေရှုမွေးဖွားခြင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေတေးသချင်းလေးတွေနဲ့လိုက်လံသိဆိုဝင်ငှတာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့အဲ့ဆိုရင်တော့ခဏနေကြရင်တင်လာတို့သူတို့အဖွဲ့နဲ့လိုက်လည်ပြီးတော့သူတို့တေးချင်းလေးဆိုတဲ့ဟာလိုက်ကြည့်ကြအောင်နော်။အခုဆိုရင်တော့ခရစ်ယာန်လူငယ်တွေက Christmas တခြင်းလိုက်လံတီးဆိုဖို့အတွက်တောင်းနေကြပြီပဲဖြစ်ပါတယ်။သူတို့ထဲကနေတယောက်ကိုတင်စားကသူတို့ဘယ်လိုခံစားချက်မျိုးရှိရဲဘယ်လိုရည်ရွယ်ချက်မျိုးလေးနဲ့တွားလဲဆိုအောင်နည်းနည်းလောက်မေးကြည့်ပါဦးမယ်ရှင်။
ကိုမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ကဲ့ပါရှင်အကိုတို့ဒီလိုမျိုးတူ Christmas သချင်းတွေကိုတောက်ဆိုရဆိုမှာနော်အကိုတို့ဘလို့ရည်ရွယ်ချက်နဲ့သွားရလဲပြီးတော့အကိုတို့ရောဘလို့ခံစားချက်လေးရှိရဲအဲ့ဒါလေးကိုပြည်သက်ကြီးကိုနည်းနည်းတော့ပြောပြပေးပါအောင်ရှင်ကျွန်တော်တို့ပြောမယ်ဆိုရင်လွန်ခဲ့တဲ့အနည်း1000ကျော်ကလေးကပေါ့နော်သခင်ယေရှုဖွားမြင်လာတဲ့ချိန်မှာကောင်းကင်တမန်များကဟိုတူးထင်းတွေပေါ်မှာသူတို့ပေါ်ပြီးတော့မှယေရှုမွေးဖွားလာတဲ့အကြောင်းကိုသူတို့တည်င်းကိုဒီပြောကြတယ်အဲ့ဒါကိုကျွန်တော်အစွဲပြုပြီးတော့မှအခုချိန်မှာလည်းခရစ်တော်ယေရှုမွေးဖွားလာတဲ့အကြောင်းကိုလူတွေစီမှာကျွန်တော်တို့လိုက်ပြောတဲ့သဘောပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဖြစ်ပါတယ်ဒီကယ်တင်ခြင်းတည်င်းကောင်းကိုလူတိုင်းအတွက်ကျွန်တော်တို့ဖြစ်စေခြင်းတဲ့ခရစ်တော်ရဲ့မွေးဖွားလာခြင်းယေရှုရဲ့မွေးဖွားလာခြင်းကအပြစ်ရှိတဲ့လူသားတိုင်းကိုကယ်တင်ဖို့ဖြစ်တဲ့ဒါကြောင့်တည်င်းကောင်းကိုလူတွေကိုကျွန်တော်တို့ဝေမျှတဲ့အရာဖြစ်ပါတယ်လို့ငွေကြေးပြည့်စုံတဲ့အသင်းတော်တွေဟာဒီလိုခရစ်စမတ်သချင်းနဲ့တည်င်းကောင်းတွေကိုလိုက်လံဝေငှရင်းနဲ့ဆင်းရဲနှမ်းမောသူတွေအတွက်အဝတ်စားတွေစားစရာတွေပါတည်ဆောင်သွားကြပြီးတော့ခရစ်စမတ်လက်ဆောင်ဖြစ်ပေးရကြပါတယ်ဒီလိုခရစ်စမတ်ဒေသချင်းတွေလိုက်လံတည်ဆိုကြတဲ့လူငယ်တွေကိုလည်းအချို့သောစေတနာရှင်အိမ်တွေကမုတ်တွေနဲ့အခမ်းတက်ကြသလိုတချို့ကလည်းခရစ်စမတ်ပွဲအတွက်ရည်ရွယ်ပြီးတော့အလူငွေတွေထည့်ဝင်တက်ကြပါတယ်ဒီလိုထည့်ဝင်တဲ့အလူငွေတွေကိုဆင်းရဲနှမ်းပါတဲ့သူတွေကိုတစ်ဆင့်ပြန်လည်လှူဒန်းတာတွေနဲ့ခရစ်စမတ်ပွဲတော်ပြုလုပ်တဲ့နေရာတွေမှာပြန်လည်သုံးပြကြပြီးတော့အချို့အသင်းတော်တွေကတော့အလူငွေလက်ခံခြင်းမရှိဘူးလို့လည်းသိရပါတယ်။ရှင်လူကအခန်းကြီးနဲ့အခန်းငယ်7ဒီနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်သည်ဟူသောကယ်တင်ရှင်သည်တင်တို့ဖို့လို့ငါဖွားမြင်ခြင်းကိုခံတော်မူပြီ။အာမင်။ There is one child, Jesus Christ, was born on Christmas Day, and man will live forevermore because of Christmas Day. The Father born in Bethlehem, so the Holy Lion said, there is one child, Jesus Christ, was born on Christmas Day. ဒီခရစ်တော်ကိုမွေးဖွားခဲ့ရဆိုရင်တော့လွန်ခဲ့တဲ့ BC 4ခုနှစ်မှာဒီယူရပြည်ဘက်လင်မြို့မှာမွေးဖွားခဲ့လို့သိရပါတယ်ရှင်ဒီခရစ်ယာန်ဘာသာဝင်ပညာရှင်တဦးရဲ့ပြောပြချက်အရဆိုရင်တော့ခရစ်တော်မွေးဖွားတဲ့အချိန်ကပေါ့နော်ဒီတက္ကရာရေးဆွဲသူရဲ့မှားယွင်းမှုကြောင့်AD တစ်ခုနှစ်ဖြစ်ရမယ်ဆို BC 4ခုနှစ်ဆိုပြီးတော့ဖော်ပြတာကိုတော့ပညာရှင်တော်တော်များများလက်ခံထားကြပါတယ်ရှင်သခင်ယေရှုခရစ်ကိုတော့ဟေရုဒ်မင်းလက်ထက် BC 4ခုနှစ်ခန့်ကအခုအစ္စရေးနိုင်ငံလို့ခေါ်တဲ့ယူဒပြည်ဘက်လင်မြို့မှာတန်ရှင်းသောဝိညာဉ်တော်အားဖြင့်အပြိုကညာမေတော်မာရိမမွေးဖွားခဲ့ပါတယ်။တကယ်တော့ယေရှုဖွားမြင်တဲ့အချိန်မှာရောမဘုရင်ရဲ့အမိန့်အရအင်ပါယာတစ်ခုလုံးမှာတကောင်စင်းကောက်ယူတဲ့အချိန်လည်းဖြစ်ပါတယ်။အဲဒီအချိန်မှာသခင်ယေရှုရဲ့မိခင်လောင်မေတော်မာရိနဲ့သူ့ရဲ့ခင်မောယောသတ်ဟာနာဇရက်မြို့ကနေပြီးဘက်လင်မြို့ကိုတကောင်စင်းသွင်းဖို့သွားကြပါတယ်။မြို့သီးသီးကဧည့်သည်တွေကလည်းဗက်လင်မြို့ကိုရောက်ရှိနေပြီးတော့တဲခုန်နေထိုင်မှုအတွက်နေရာမရတဲ့အတွက်ကြောင့်တကယ်တော်ယေရှုကိုနွားစက္ကထဲမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဒီကျမ်းစာရဆိုရင်ခုနကျွန်တော်ပြောတဲ့အတိုင်းကျမ်းစာဖော်ပြတာပေါ့။ကျွန်တော်တို့လူသားတွေကဖယားနဲ့အလံဝေးပြီးတော့အပြစ်လုပ်နေတဲ့အပြစ်သားတွေဖြစ်တယ်ဟုတ်ပြီနော်။ဆိုတော့အပြစ်သားဆိုတော့ဒီဖယားရဲ့မေတ္တာကိုသူတို့ကနားမလည်နိုင်တော့ဖယားထံကနေအဝေးကြီးရောက်သွားတယ်အဲ့ဒါကိုမေတ္တာတော်ရှင်ဖြစ်တဲ့ဖယားကဒီအပြစ်သားလူသားတွေကိုပြန်ရှာဖို့ဒီလောကကြီးကိုကြွဆင်းတာလူသားဇာတိခံယူပြီးတော့ကြွဆင်းတဲ့ခါကျတော့ဒီယေရှုဆိုတဲ့နာမည်ကိုကသူ့ရဲ့လူတွေကိုအပြစ်ကနေကယ်ချွတ်မဲ့အရှင်အနေနဲ့ယေရှုဆိုတဲ့နာမည်နဲ့သူမွေးလာတာဖြစ်တယ်ဆိုတော့ကယ်တင်ရှင်ပေါ့ဒါဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခရစ်မတ်ပွဲလုပ်တယ်ဆိုတာကလွန်ခဲ့တဲ့နှစ်2000လောက်တုန်းကသခင်ယေရှုဒီလောကကြွဆင်းပြီးတော့မွေးလာတာကလူသားတိုင်းအပြစ်ရှိတဲ့အတွက်ကြောင့်အပြစ်သားတိုင်းအတွက်ကယ်တင်တဲ့အရှင်မွေးဖွားတယ်ဆိုတဲ့သတင်းကောင်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခရစ်မတ်ပွဲလုပ်တယ်ဆိုတာကကျွန်တော်တို့ရဲ့ကယ်တင်ရှင်ပြန်မွေးတယ်ပေါ့နော်ကျွန်တော်တို့ကယ်ချွတ်ဖို့ယေရှုခရစ်တော်လာတယ်ဆိုတာကိုပြန်လဲအောက်မိသတိရပြီးတော့သူ့ရဲ့ယေရှုဂရုဏာတော်နဲ့သူ့ရဲ့ချစ်ချင်းမေတ္တာကိုပြန်လဲသတိရဖို့ဖြစ်တယ်တနည်းပြောမယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ယုံကြည်သူအတွက်ဆိုရင်အမတန်ဝမ်းသာစရာကောင်းတဲ့ကာလပေါ့ဖခင်ရဲ့ချစ်ချင်းမေတ္တာပြန်လဲသတိရဖို့ဖြစ်တယ်နောက်တစ်ခါအဲ့ဒီမေတ္တာကိုမတိနားမလဲသေးတဲ့လူတွေအတွက်ဆိုရင်ယေရှုကတင့်အတွက်လဲမွေးလာတာဖြစ်တယ်တငယ်ချင်းပေါ့နော်မိတ်ဆွေကိုချစ်တဲ့ဖခင်ဖြစ်တယ်အဲ့ဒါကြောင့်ယေရှုကတင့်အတွက်မွေးတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့မိတ်ဆက်ပေးတဲ့သဘောလည်းဖြစ်တယ်
အဲဒီပုံစံနဲ့ကျွန်တော်တို့ Christmas ပွဲကိုကျင်းပတာဖြစ်တယ်ပရိသတ်ချစ်တဲ့အမှုပညာရှင်တွေကလည်းခရစ်စမတ်ရာသီရောက်ပြီဆိုလို့ရှိရင်သူတို့အရင်ကဖြတ်တန်းခဲ့တဲ့အမတ်တရားတွေအခုဖြတ်တန်းမဲ့ပုံစံတွေနဲ့ခရစ်စမတ်အပေါ်အမြင်တွေကိုအခုလိုပဲပြောခဲ့ပါတယ်ခရစ်စမတ်ဆိုတာတော့တကယ်တော့လောကမှာရှိရဲ့မဆုံသင်းတို့ပေါ့နော်လူကမွေးကြတဲ့အပြစ်ရှိလာတယ်ပြီးတော့ဒီလူသားရဲ့အပြစ်တွေကိုအပြစ်ကျွေးဆက်ဖို့အတွက်ဘုရားခင်ကသူကိုယ်တိုင်လောကကိုကြော်ဆင်းလာပြီးလူစားတိခံယူပြီးတော့သူမွေးဖွားတဲ့ရက်ကအတိအကျမဟုတ်ဘဲနဲ့သူမွေးဖွားလာတဲ့အချိန်ကဆောင်းရာသီပေါ့နော်အဲ့လိုမျိုးဆောင်းရာသီလေးကိုတတ်မှတ်ချက်နဲ့ခရစ်စမတ်ဆိုပြီးကျင်းပကြတယ်ပျော်ပွဲရွှင်ပွဲတွေထက်ခရစ်စမတ်ကအများကြီးအမတို့ဘာသာအတွက်ကတော့အဓိပ္ပာယ်တက်ရောက်မှုရှိရယ်ပြီးတော့ခရစ်စမတ်ရဲ့အဓိပ္ပာယ်ကအီမာနွေလအရှင်ပေါ့နော်ဖွားမြင်တယ်အီမာနွေလအဓိပ္ပာယ်ကတော့ငါတို့နဲ့အတူရှိရဖရားပေါ့နော်ဒါခရစ်စမတ်လမှာတူရှိရမဟုတ်ပါဘူးအမတို့အသက်ရှင်တဲ့ကာလပတ်လုံးဘုရားခင်ကတော့ကိုယ်နဲ့အတူရှိရပေါ့နော်ခရစ်စမတ်လမှာဆိုရင်အကုန်လုံးကလက်ဆောင်တွေလည်းပေးကြတယ်ဒါတော့ပျော်ပျော်ရွှင်ပွဲတစ်ခုအနေနဲ့သတ်မှတ်ချက်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့စိတ်နှလုံးသားထဲမှာဘုရားသခင်ရှိဖို့အရေးကြီးဆုံးပါကျွန်တော်တို့ဘာသာဝင်တွေပေါ့နော်အဲ့တော့ဘယ်လိုဖြတ်သန်းခဲ့ရဆိုငယ်တည်းကကြောင်းတက်ခဲ့တဲ့စိတ်ဘောမှာတက်တော့ခရစ်ယာန်တကယ်နဲ့အများကြီးပဲလေခရစ်စမတ်ကကျွန်တော်နားလဲရတော့အလွန်ပြောစရာကောင်းတဲ့နေ့ရက်တည်းပေါ့သူတို့ရဲ့ဘုရားသခင်ရဲ့မူပါရနေနော်မသူတို့ဆူတောင်းကြတယ်သူတို့လူတန်းလုပ်တယ်ပျော်ပွဲရှင်ပွဲလုပ်ကြတယ်ကျွန်တော်တို့ဘေးကတကယ်ချင်းနေတခြားဘာသာဝင်တွေကလည်းသူတို့ရဲ့ပျော်ရွှင်ပွဲတွေမှာဝင်ပြီးဆင်နွှဲတယ်ပေါ့အဲ့တော့မြန်မာပြည်မှာအဲ့ခရစ်စမတ်မှာပျော်ကြရှင်ကြတာကြီးကတဖြည်းဖြည်းcurrent ဖြစ်လာတယ်အဲ့တော့တော်များလုပ်ကြတယ်ဘုရားဘာသာဝင်တယောက်နဲ့ခရစ်စမတ်မှာဘာလို့ကတ်တွေပို့တာလဲဆိုတဲ့မိကုန်လည်းမေးတယ်ဘာပဲဖြစ်ဖြစ်ခရစ်စမတ်ဒီပျော်ရွှင်စရာကောင်းတဲ့အထိမ်းအမှတ်နေ့တစ်နေ့အဖြစ်နော်အဲ့ဒီသူရဲ့ခရစ်ယာန်ဘာသာဝင်တွေအတွက်လည်းထွတ်မြတ်ထားတဲ့နေ့တွေဖြစ်သူတို့တကယ်ချင်းတွေကိုကျွန်တော်တို့ခရစ်စမတ်ကိုတောင်းနေပေးတယ်သူကလည်းကျွန်တော်တို့ပေးတယ်အဲ့အတွက်လည်းကျွန်တော်တို့ပျော်ရွှင်ရတယ်ဒါတော့ခရစ်စမတ်ကကျွန်တော်ရဲ့ပျော်ရွှင်ရာကောင်းတဲ့ sign ပေါ့ဘာမှခရစ်စမတ်မှာပျော်ရွှင်ရာကောင်းတဲ့ဖြစ်တွေအများကြီးဖြစ်ခဲ့တယ်လေငယ်တော့ကတော့ kerosene လဲလိုက်ပါတယ်လိုက်သွားရင်တိတ်ပျော်တာပဲအိမ်နေခြံနေများတယ်ပမာပြမှာခြံနေရောက်ရင်ခြံနေထဲမှာတပင်းနေအောင်မှရပြီးတငယ်ချင်းတွေချေဆိုကိုကလည်းနောက်ကလိုက်ဆိုတယ်အရင်ယူပေါ်ကောင်းချင်းမင်္ဂလာရောက်စတာဆိုရင်သူတို့မုတ်တွေကျွေးရစားခရစ်စမတ်အကြောင်းပြောမယ်ဆိုရင်မဖြစ်မနေထည့်ပြောရမှာကတော့ Santa Claus လို့ခေါ်တဲ့ခရစ်စမတ်ပူပိုးကြီးဖြစ်ပြီးတော့ခရစ်စမတ်အချိန်တွေမှာကလေးတွေကိုလက်ဆောင်ပစ္စည်းတွေမုတ်တွေပေးတတ်တဲ့သူလည်းဖြစ်လို့ကလေးတွေရဲ့အသေးနှလုံးကိုဆဲဆောင်ထားနိုင်သူလည်းဖြစ်ပါတယ်ဒီလို Santa Claus နဲ့လက်ဆောင်အစင်အလာပေါ်ပေါက်ခဲ့တဲ့သမိုင်းကြောင်းကလည်းအလွန်ပဲစိတ်ဝင်စားစရာကောင်းပြီးတော့ချစ်စရာကောင်းပါတယ်တခါတော့ကအင်တာမှာပွဲတော်ချိန်တွေဆိုသူများတွေလိုမျိုးလှလှပပဝတ်ဆင်ပြီးတော့ပျော်ချင်တဲ့အလွန်ဆင်းရဲတဲ့ညီမနှစ်ယောက်ရှိပါတယ်ဒါကိုနီကိုလတ်ဆိုတဲ့နေစားလူကြီးတယောက်ကတနာပြီးရအိပ်ပျော်တဲ့အချိန်မှာဘသူပေးတယ်ဆိုတာမသိအောင်မျက်နှာကိုဖုံးအုပ်ပြီးလက်ဆောင်ပေးခဲ့တယ်လို့ကြားဘူးနားဝါရှိခဲ့ပါတယ်အဲ့ချိန်ကစလို့ Santa Claus ပူပိုးဟာကလေးတွေကိုခရစ်စမတ်မှာလက်ဆောင်ပေးတယ်ဆိုပြီးအစင်လာပေါ်ပေါက်ခဲ့ရမှာအခုချိန်ထိအဲ့ဒီစင်လာကိုပြုလုပ်လာကြတာပါကမ္ဘာတော်မှာဆိုရင်တော့မိဘတွေဆွေမျိုးတွေက Santa Claus ဝတ်စုံဝတ်ပြီးကလေးတွေကိုလက်ဆောင်ပစ္စည်းပေးတာဟာခေတ်စားပေမဲ့လည်းမြန်မာနိုင်ငံမှာတော့တွင်တွင်ကြဲကြဲတွေ့ရလိမ့်မရှိပါဘူးခရစ်ယာန်ဘာသာဝင်တွေအတွက်နေတူးနေမြတ်တစ်ခုဖြစ်ပြီးတာယာလှပတဲ့ခရစ်စမတ်ဒေးသံသားတွေကြားရခြင်းအဝေးရောက်နေတဲ့မိသားစုတွေပြန်လည်ဆုံစည်းကြခြင်းပျော်ပွဲရွှင်ပွဲတွေနဲ့ချစ်ခင်သူတွေအတူတကွဖြတ်သန်းကြခြင်းတုံနဲ့တူခရစ်စမတ်လက်ဆောင်တွေအပြန်လည်ပေးပြီးတော့မြတ်တာတွေဝေမျှခြင်းဟာဆိုရင်တော့ဒီဇင်ဘာခါသမယရဲ့လှပတဲ့နေ့ရက်လေးတွေပဲဖြစ်ပါတယ်အဲ့အတွက်ဒါပျော်ရွှင်ပွဲကောင်းတဲ့ခရစ်စမတ်နေ့လေးမှာမိမိရဲ့ချစ်တဲ့သူတွေကိုခရစ်စမတ်လက်ဆောင်တွေပေးပြီးတော့အချင်းချင်းမြတ်တာပို့တာရင်ပျော်ရွှင်ပွဲနေ့လေးကိုဖန်တီးနိုင်ပါစေလို့တောင်းဆိုပြုလိုက်ပါတယ်